အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Tell Me the Burma Story မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီညမှာတော့စာရေးဆရာမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့ခင်သနာသိမ့်သိမ့်တုံဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုဇာတ်လမ်းကောင်းတွေကိုအမြဲမပြတ်နားဆင်နိုင်ရန်အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့တောင်းဆိုကြပါရရှင်နားဆင်ကြသောဝတ္ထုဇာတ်လမ်းများရှိရင်လည်း comment လေးမှာမှန်းခဲ့ပေးလို့ရပါတယ်ရှင်အဘဘာတော့ဘိုးထင်အဘမိမဘဲသွားတော့ဗျမြောက်ကန်းကိုခဏသွားတယ်ဘာလို့တော့ဘိုးထင်ဘိုးထင်တယောက်သူ့ရဲ့ဦးအောင်ရဲ့နေအိမ်ကိုရောက်ရှိနေတယ်သူ့ကိုမြင်တာနဲ့ထန်းပလက်ကလာထိုင်မှထိုင်ကစေးတံတောက်နေတဲ့ဦးအောင်ကိုမေးလိုက်တယ်အဲ့နောက်သူကတန်းလျားမှာဝင်ထိုင်လိုက်ပြီးစပွဲပေါ်ကယူနေချမ်းအိုးကနေယူနေချမ်းကိုယူနေချမ်းပကံလုံးထဲမှာထည့်ပြီးတကြိုက်တောက်လိုက်ကဆက်ပြီးစကားဆိုတယ်အဘယူနေချမ်းကလည်းအေးနေပြီအေးကွာခတ်ထားတာကြတော့အေးမှာပေါ့နေပါအောင်မင်းကငါအိမ်တွေဘာတွေတောင်လာလို့ပါလားကဲအိမ်လာပုံထောက်တော့ကိစ္စရှိရဲ့ထင်မှာရှိတာပေါ့အဖရာကိုမြကြီးပေါ့ရွာမှာဆောင်မဲ့သူ့မင်္ဂလာဆောင်မှာကျုပ်ကိုမိုးတားပေးခိုင်းမှုခိုင်းနေရလေဗျာကျုပ်ကဘလို့လို့မိုးတားတတ်မှာလဲဗျအေးတို့ကဘလို့လို့မိုးတားနိုင်မှာလဲမိုးပဲကွာရွာချင်းရွာမယ်မရွာချင်းမရဘူးပေါ့ကျုပ်လည်းအဲ့ဒါပြောတာအဲ့ဒါကိုမရဘူးဖရာအတင်းခိုင်းနေတာဒီကောင်တော့ခတ်တယ်ဒီကိစ္စထားကွာငါမြကြီးကိုပြောလိုက်မယ်ဒါနဲ့မင်းအိမ်ကိုလာတာဒီကိစ္စတခုလေလားမဟုတ်ဘူးဗျကျုပ်သိချင်တာတခုရှိသေးတယ်ပြောလေကွာအဘမိမအခြေအနေရောကောင်းလားနေပါအောင်မင်းကငါမိမအခြေအနေကြီးမီးနေတာဘာဖြစ်လို့တော့အဘကိုဂိမ်းမဆိုင်မှာဆိုလို့ပါဗျာအဲ့ဒါတော့မပူနဲ့ဘူးထင်ငါမိမငါဆိုသိချင်တာလားကွာထမင်းစားမယ်ပြောလိုက်တာနဲ့လက်ဆေးရအသင့်လက်ဆေးရပဲချပေးရလားဘယ်ဟုတ်မလို့ကွာစပွဲပေါ်မှာအသားဟင်းအရန်ဟင်းအကုန်စုံချပြီးသားမင်းတို့သာဟင်းကောင်းငဲ့ရင်ငမယ်ငါကတော့တနေ့မှအသားဟင်းမလက်ဘူးငါကောင်ကြီးအဘကောင်းစားနေရပေါ့အဲ့လိုမျိုးကြတော့ကျစ်ကိုသတိမရအောင်မလားမင်းမှမလာတာကွာကဲညာကြီးကိစ္စဘာမှမပူနေနဲ့ငါကြည့်ချက်ပြောလိုက်မယ်ဒါနဲ့သူ့မင်္ဂလာဆောင်ကဘယ်နေတော့တပတ်ခါဆိုအဝင်လေးအပဩအေးတော်တော်နီးလာပြီပဲဟုတ်တယ်ကိုမြကြီးကတော့တအားကိုကောင်းကောင်းမွန်မွန်နေလုပ်နေတာမင်္ဂလာဆောင်မန်းတက်ကိုအခုကလေးကထိုးနေတာအင်းနှုံးတွေဆိုအကြီးကြီးတွေနဲ့မန်းတက်ထိုးတာပါဟုတ်လားကွာဒါနဲ့ချမ်းသာရွာကလူတွေရောရောက်လာကြပြီလားမနှမ်းပြန်လောက်မှရောက်မယ်ထင်တယ်အေးလိုအပ်တာရှိရတယ်မင်းတို့သိချလုပ်ပေးလိုက်ကြကြားလားအင်းမပါရာကျုပ်သိပါတယ်အဘမိမကိုလည်းရွာကတာရေးနာရေးလေးတွေလိုက်ခိုင်းလိုက်အောင်လိုက်ပါတယ်ကွာချမ်းသာရွာမင်္ဂလာဆောင်တော့မလိုက်ဘူးလေဗျာအေးကွာ तू ကငါ့ကိုအတင်းတောင်းမမှန်နဲ့မလိုက်ပြရစေနဲ့ပြောတော့ငါလည်းမလိုက်ရင်မလိုက်နဲ့ဆိုပြီးထားခဲ့လိုက်တာအေးပါဗျာအေးပါကျုပ်သွားလိုက်အောင်မယ်ကိုမြကြီးအိမ်မှာလှုပ်ရှားတွေကပုံနေတာအေးသွားငါခဏနေမှလာမယ်လို့အဲ့ကောင်ကြီးကိုပြောလိုက်စမ်းပါကွာကြားလားဟုတ်ကဲ့ဗျလာပြအောင်တော့လာခဲ့အောင်ဟိုကလူကယူနေသလားမသိဘူးမိုးတားခိုင်းနေရဘိုးထင်တရားထိုင်နေရနေထပြီးတော့သူ့ရဲ့အဘဖြစ်သူကိုအဲ့လိုပြောကအိမ်ဝိုင်းထဲကနေထွက်သွားတယ်ဦးအောင်ကလည်းစေးတံကိုဖွာရှိုက်ရင်းနဲ့ခေါင်းတငိမ့်ငိမ့်နဲ့ဘိုးထင်ကိုကြည့်လို့နေတယ်ပြင်အောင်ပြင်ကင်းတက်ကေမိုးအိမ်လေးကိုကျွန်းတိုင်လုံးများနဲ့တိဆောက်ထားတယ်အိမ်အောက်မှာတော့စပွဲတန်းလျားရှိတစ်ခုရှိပြီးကုတ်ပြစ်တစ်ခုလည်းရှိသေးတယ်အခုအဲ့ဒီကုတ်ပြစ်မှာအသက်အဆိပ်ရွယ်အိမ်နေရထိုင်နေတဲ့မိမပြိုလေးတယောက်ရှိနေတယ်စပွဲတန်းလျားမှာတော့ပြောင်းမှုဖက်ဆက်လက်ကိုဒူးထောက်ကတောက်နေတဲ့အမေအိုတယောက်နဲ့သူ့ရဲ့မျက်နှာချင်းဆိုင်မှာတော့အသက်40ခန်းရှိတဲ့မြောက်ပြင်ရသားကိုမြင့်ကျူတို့ကထိုင်နေကြတယ်အခုကိုမြင့်ကျူရောက်နေတဲ့နေရာကသူ့ရဲ့ကြီးတော်တော်ဆက်သူဒေါ်ပုရဲ့နေအိမ်မှာဖြစ်ပြီးကိုမြင့်ကျူကံမောင်မှာတွေ့ခဲ့တဲ့ခင်ရန္ဒနာသိမ့်သိမ့်တုံကိုထားတဲ့နေအိမ်လည်းဖြစ်တယ်ကိုမြင့်ကျူကသူ့ရဲ့ကြီးတော်ဖြစ်သူကိုတေချာကြည့်ကခက်တီတီနဲ့စကားဆိုလေကြီးတော်ကြီးကျုပ်ပြောသလိုစကားလွင့်ထားလားဘာတော့မြင့်ကျူဘာမှတော့ဗျာဟိုကောင်မလေးကကျုံညမဝမ်းခွဲဆိုတာပြီးတော့မြောက်ပြင်ကနေလာတာအဲ့ဒါကိုပေါ့ဟုတ်မှမဟုတ်ပဲမြင့်ကျူရဲ့ငါ့ဘာလို့ရှောက်ပြောနေခိုင်းတာတော့အဲ့ဒါဆိုကြီးတော့ရွာတယ်ရှောက်မပြောရသေးဘူးလားနင်းကအတင်းခိုင်းနေတယ်ဆိုတော့ပြောထားပါတယ်ရွာတောင်ပိုင်းကစိန်ကြီးတို့တအုပ်ကိုတော့ပြောထားတယ်အဲ့အုပ်သိရင်တရွာလုံးသိပြီဟုတ်ပြီကြီးတော့ကျုပ်အကြောင်းကြီးတော့သိရနော်အခုကိစ္စကိုနှုတ်လုံးမစေနင်မာတွေကြံနေတာတော့မြင့်ကျူဘာကြမ်းမှလဲဗျာဟိုကောင်မြကြီးဆိုတဲ့ကောင်
သူ့မိန်းမနဲ့ကွဲအောင်လုပ်မလို့ပေါ့နင်ကလည်းဘယ်ကမြကြီးတော့နင်ပေါက်ကြရတော့ရှောင်းမလုံးနဲ့တော့မြင့်ကျူကလေးမလေးကစိတ်မနှံ့အောင်သာဆိုတယ်ဖြူဖြူချောချောမျိုးကောင်းရိုးကောင်းနဲ့ရဖြစ်မယ်ရှောက်ပြီးပေါက်ကြရမလုံးနဲ့နော်သူများသားသမီးကိုအဲ့ကောင်မလေးကိုကျုပ်လက်ဖျားနဲ့မထိဘူးဘသူကောင်မလက်ဖျားနဲ့မထိစေရအောင်ဒါပေမဲ့သူကတော့ကျုပ်ခိုင်းတာကိုလုပ်ရမယ်နင်နဲ့တော့ခက်တာပဲဟဲ့ငငယ်ကလေးကတစောက်ကန်းရဲ့တော်ကြအမှုတွေဘာတွေဖြစ်နေဦးမယ်နော်အဲ့ဒါဆိုငါကကြောက်တယ်ဘာအမှုမှမဖြစ်ပါဘူးဗျာကြီးတော်ကလည်းကြောက်စရာမရှိတာကိုတွေးကြောက်နေသေးတယ်ကြောက်တာဗောဟဲ့ငါကတစ်တလုံးအေးဆေးဆေးနေလာတာအေးဆေးဆေးနေခြင်းလို့ယောက်ျားတောင်ယူတာမဟုတ်ဘူးယူမဲ့သူမရှိရင်မရှိဘူးဗောကြီးတော်ရာကြီးတော်ကြောင့်ကြောက်လေလူပြိုကြီးဖြစ်နေတာဟဲ့ကောင်ငါတို့ကအရွေးလွန်တာနင့်လိုခေါင်းမစွန်တာမဟုတ်ဘူးလာလာကြီးသေးရဲ့သူ့ဘာသာအဖြစ်မရှိတာငါအပြစ်ဖြစ်ရသေးတယ်ကြံပါကောင်ကတော့ဘာကြံပါလဲဗျနင်ကြံလိုက်တိုင်းအကုန်သူများနောက်ပါသွားလို့ကြံပါလို့ပြောတာနင်ကြိုက်လိုက်ရင်လင်နောက်လိုက်ရင်ဖြစ်နေတာငါဖြစ်နင့်ကြီးတော်လို့ပြောရမှာတော့ရှက်တယ်တော်စမ်းပါကြီးတော်ယောက်ျားမယူလို့ကျုပ်မျိုးရိုးလိုက်နေတာအဲ့ဒါတွေထားလိုက်ကျုပ်ဟိုကောင်မလေးကိုပြောစရာရှိတာပြောလိုက်အောင်မယ်ကြီးတော်သူ့ကိုတေချာတော့ဂယုဆိုင်နော်ကြားလားငါဆရာမလုပ်စမ်းပါနဲ့ငါကသားသမီးချင်းကိုချင်းစာတတ်တယ်သူ့ဖြင့်ယောက်ျားတော်မရပဲနဲ့သားသမီးချင်းကိုချင်းစာတတ်တယ်တဲ့လုံနေသေးတယ်ကိုမြင့်ကျူကသူ့ရဲ့ကြီးတော်ဖြစ်သူကိုမကြင်မနဲ့ပြောဆိုပြီးတဲ့နောက်ကိုပြစ်မှာထိုင်နေတဲ့ခင်နာသိမ့်သိမ့်တုံအနာကိုသွားလိုက်တယ်။အဲဒီနောက်သူကလက်ကိုနောက်ပစ်ကခင်နာသိမ့်သိမ့်တုံကိုစူးစိုက်ကြည့်လိုက်ပြီးကဲကောင်းမလေးနင့်ကငါတေချပြောမယ်။ငါပြောတဲ့အတိုင်းတေချလို့ကြားလား။အကိုတော့ဘာခိုင်းမှာတော့တဲဘာအကိုတော့လဲကြောင်တောင်တောင်မလုံးနဲ့နော်။အကိုဆိုအကိုလို့ပဲခေါ်။ကိုမြင့်ကျူကအဲ့လိုဟောက်လိုက်တော့ခင်နာသိမ့်သိမ့်တုံတယောက်ဘာစကားမှထပ်မပြောတော့ပဲမျက်လုံးလေးကလေးကလေးနဲ့မြင့်ကျူပြောတဲ့စကားကိုခေါင်းတငိမ့်ငိမ့်နဲ့နားထောင်လို့နေတယ်။ဝဘိုးဝါကိုထောင်ပြီးမန်တက်တိုင်ကိုကျုံးနဲ့ချီထားတဲ့လော့စပီကာနှလုံးကကျဲလောင်စွာနဲ့မင်္ဂလာအခါတော်ပေးသချင်းထွက်ပေါ်လို့နေတယ်။ဧည့်သည်များကလည်းပေပင်ရွာသားများတာမကတခြားသောရွာနီးချုပ်ဆက်ကမိတ်ဆွေတင်ကဟများလည်းရောက်လာကြတယ်။အခုအခမ်းအနားကကိုမြကြီးရဲ့ပေပင်ရွာကမင်္ဂလာဆောင်အခမ်းအနားဖြစ်တယ်။မနက်စောစောအချိန်မှာတော့ကျဲဝန်းလှတဲ့မင်္ဂလာမန်းတက်အတွင်းမှာလူအများအပြည့်ဖြစ်သွားတယ်။တန်လျာစပွဲများအပြည့်ချထားတဲ့မင်္ဂလာမန်းတက်ထဲမှာလက်သေးစုံနေဝသားတုံးကြီးများနဲ့မင်္ဂလာဆောင်ကိုလာတဲ့ခလေးလူကြီးမကျန်ကျွေးမွေးနေကြတယ်။ကာလာသားများကလည်းလာရောက်တဲ့ဧည့်သည်များကိုဧည့်ခံကျွေးမွေးရတာကခြေထောက်ညောင်းကိုက်လိုက်အောင်ပဲအခောက်ခောက်ခါခါထမင်းချလိုက်ဟင်းချလိုက်နဲ့အလုပ်များနေကြတယ်။ဟဲ့ဘိုးထင်လောက်ပါအောင်ဟာငါတို့ကဝတ်သားအသားလေးပါလေးပေးပါအောင်။ဘသူကအသားတွေကြီးဖြတ်စားသွားလဲမသိဘူး။အစီကြီးပဲကြံတယ်။လာမယ်ကိုဖို့တော့လာမယ်။ဟဲ့ဝတ်သားလိုက်တဲ့ကောင်မတူတော့အောင်တန်းနဲ့တာရီဘိုးထင်ဘိုးထင်ကအတန်ခက်ကြဲကြဲနဲ့လှမ်းမိလိုက်တော့တရားရောက်ကနေဖြေလိုက်တာကြောင့်ဘိုးထင်ကအောင်တန်းနဲ့တာရီတို့ကိုကျဲလောင်စွာလှမ်းခေါ်လိုက်တယ်။အောင်တန်းနဲ့တာရီမင်းမေကြီးတော်ရင်မလို့မင်းကလေးဝိုင်းနေကြီးဝတ်သားလိုက်နေရလား။လာဒီဘက်ဝိုင်းမှာအစီတွေပဲကြံတယ်။ပြောလို့ရတဲ့ကောင်တွေမဟုတ်ဘူး။မင်းကလေးတွေမျက်နှာလှုပ်ချင်တာနဲ့မင်းတို့တွေပဲအစီတွေဖယ်ပေးနေရလားမသိဘူး။ဘိုးထင်ကအဲ့လိုကျဲလောင်စွာပြောလိုက်တဲ့အခါကြံတဲ့သူများကလည်းဘိုးထင်ကိုဝိုင်းပြီးထောက်ခံကြတယ်။ဟုတ်တယ်ဘိုးထင်အဲ့ကောင်တွေကိုဝတ်သားမလိုက်ခိုင်းစမ်းပါနဲ့ကွာအဲ့ကောင်တွေနှစ်ယောက်ကမျက်နှာတိတ်လိုက်တယ်ကွာငါတို့ဝိုင်းဆိုအစီတွေကြီးပဲချပေးတာဟိုဘက်ကမင်းကလေးတွေဝိုင်းကြတော့အသားတွေကြီးပဲဟဲ့ကောင်ဒီကောင်တွေမျက်နှာလိုက်တာနဲ့ဝတ်သားလိုက်ခိုင်းတာနဲ့မကိုက်ဘူးဟုတ်တယ်ဘိုးထင်အဲ့ကောင်တွေကိုအချင်းဟင်းမဲ့လိုက်ခိုင်းအကြီးတွေကိုဝတ်သားလိုက်ခိုင်းရမှာပေါတူးတို့ဂျိုးသိန်းတို့ဘယ်သွားနေတော့အဲ့လိုတယောက်နဲ့တယောက်ပြောင်းကနောက်ကနဲ့မင်္ဂလာဆောင်မှာအခန့်ကျင်းမွေးနေတဲ့ချိန်မှာမင်္ဂလာမန်းနဲ့ထဲကိုငိုယိုပြီးရောက်လာတဲ့ခင်သနာသိမ့်သိမ့်တုံကြောင့်အားလုံးအံ့ဩသွားကြတယ်။မင်းကလေးများဖြစ်တဲ့မိကျော်လှရင်နဲ့ဒေါက်တာတို့ကသူမကိုတန်လျားမှာထိုင်စီပြီးမင်းမြန်းကြလေတယ်။ဘိုးထင်တို့ကလည်းအုံအုံကြက်ကြက်မဖြစ်စေရန်ထိမ့်သိမ့်နေရတယ်။ဒါပေမဲ့လည်းအားလုံးကဝိုင်းကြည့်ကြတာကြောင့်ဆက်စီဟာကပင်ဖွင့်နေတဲ့တခြင်းကိုပိတ်လိုက်ရတဲ့အထိပိုပြီးဆိုးရွားသွားတယ်။ခင်သနာသိမ့်သိမ့်တုံကငိုယိုကအတန်ခက်ကြဲကြဲနဲ့သူမကိုချောင်းမမေးမြန်းနေတဲ့မိကျော်တို့ကိုပြန်လဲမေးမြန်းတယ်ဒါကိုမြမင်္ဂလာဆောင်လိုက်ရင်ဟုတ်တယ်လေဘာဖြစ်လို့လဲအမသူပြောတော့အတီးယူမှာပါဆိုအခုတော့ဘလို့လို့နောက်တစ်ယောက်ကိုယူသွားတာလဲလူကိုလက်နီးစုံများထင်နေလားမသိဘူးခင်ရတနာရဲ့စကားကြောင့်အားလုံးပိုးပြီးစိတ်ဝင်စားသွားကြပြီဆက်စုတက်တဲ့သူများကလည်းတယောက်တစ်ပေါက်မေးကြတယ်ခင်ရတနာကလည်းမေးသမျှသူများကိုမမောတမ်းပြန်ဖြေတယ်ညီကဘဲကတော့ကျမကမြခွင်ကပါ
ဟုတ်လားနင်ကကိုမြကြီးနဲ့ဘလို့ပတ်သက်လို့တော့ပတ်သက်တာမှအမကြီးတို့ရဲ့သူကလေကျမကိုယူမယ်ဆိုပြီးယူမယ်ဆိုပြီးဘာဖြစ်ကြတာလဲဘာဖြစ်တယ်ဆိုတာကိုတော့မပြောပြရစေနဲ့ရှင်ကျမရှက်လုံးလို့ပါခင်ရတနာရဲ့စကားကြောင့်မင်္ဂလာဆောင်လာတဲ့သူများနဲ့ပိပင်ရွာသားများကအံ့ဩနေကြပြီးတော့ရွာလူကြီးဦးမောင်ကြီးကိုဒေါ်တုတ်ကသွားခေါ်တယ်ရွာလူကြီးလာအောင်မတ်တော့ပြနဲ့ဘာဖြစ်တာတော့ဘာဖြစ်ရမှာလဲတော့မြာကြီးတိတ်ပုံလိုက်လာလို့တော့အောက်မှာဒီလောက်ပြခတ်နေတာတော်တော့ကမသိဘူးလားအော်ဟစ်နေတာတော့သိတယ်ဘာဖြစ်မှန်းမသိတာလာအောက်မှာလာရှင်းပေးလိုက်အောင်လူကြီးတစားနဲ့ကိုမြကြီးအိမ်ပေါ်ကလူများကလည်းတိသွားကြပြီအလုံးအိမ်အောက်ကိုဆင်းလာကြတယ်ကိုမြကြီးကတော့မျက်လုံးလေးကလဲနဲ့ဖြစ်နေပြီမအေးမြင့်နဲ့သူမရဲ့မိခင်တို့ကလည်းကိုမြကြီးကိုတိတ်ပြီးအမြင်မကြည့်ကြတော့မောင်မြကြီးမင်းဘာတွေရှုပ်ထားတာတော့မင်းကွယ်ရိုးမလုံးနဲ့အတော်ဆိုးပါလားအမေကျုပ်ဘာမှမဟုတ်တာမလုပ်ထားပါဘူးဗျာနင်ဘာမှမလုပ်ပဲမင်းကလေးကအခုလိုမျိုးလိုက်လာမလားစဉ်းစားကြည့်စမ်းပါဦးမအေးမြင့်ကတော့ကိုမြကြီးကိုစကားပဲမပြောတော့ဘူးဒါကြောင့်ကိုမြကြီးကအိမ်အောက်ကိုဆင်းလာပြီးမန်တက်အတွင်းမှာဝိုင်းကြည့်ခံနေရတဲ့ခင်ရတနာအနားကိုသွားကအတန်ခတ်မာမာနဲ့မေးမြန်းပါတော့တယ်ဟဲ့ကောင်မလေးနင်မတူလဲနင့်ကငါမသိဘူးအခုတော့တော့ကပြောပြီပေါ့ပလင်းကိုရိုက်ခွဲသုံးမရတဲ့အချိန်အခုရှင်းလဖွားရှာမှကြောက်နေပြီမလားနင်ဘာတွေပြောနေရလဲနင်မတူလဲဘသူလဲမေးပြီပေါ့မြို့ကိုရောက်ရင်လာပါလို့ခေါ်တဲ့ပါဇက်ကြီးကအခုတော့နင်ဘသူလဲလို့မေးပြီပေါ့လေရှင်သိရက်ဆက်တယ်ကိုမြကျမမှဖြင့်ရှင်ပြောတာတွေကိုယုံပြီးဘွားတစ်ခုလုံးပေးလိုက်ရတာရှင်ကတော့မိန်းမယူပြီးကျမကိုအတုံးမလို့တော့လို့စွန့်ပစ်ပြီးပေါ့ဟဲ့ကောင်မလေးနင်ပေါက်ကြရတွေရှောက်ပြောမနေနဲ့နင့်ကငါမသိဘူးအခုတော့ရှင်ကဘယ်သိမတော့ရှင်ဘေးမှာမိန်းမရှိနေပြီလေကျမကရှင်မင်္ဂလာဆောင်နှောက်ယှက်ဖို့လာတာမဟုတ်ပါဘူးနောက်ဆုံးအနေနဲ့ရှင်ကိုလာနှုတ်ဆက်တာရှင်တို့အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေကောင်မလေးနင်ပေါက်ကြရမပြောနဲ့နင်ငါ့ကိုဒုက္ခပေးနေရလားကိုမြကြီးတယောက်မျက်နှာမှာချွေးများပြန်နေပြီးခင်နာတိမ့်တုံကိုပြောဆိုနေတဲ့ချိန်မအေးမြင့်ကကိုမြကြီးကိုလက်ညှိုးငေါက်ထိုးပြီးအတန်မှန်ထန်စွာနဲ့စကားဆိုလေတယ်ကိုမြကြီးရှင်သူများသားသမီးကိုမဟုတ်တာလှုပ်တုံးကတော့လှုပ်ပြီးအခုရှင်ဘာတွေရှောက်ပြောနေရတော့ဘယ်မင်းကလေးကမှမဟုတ်ပဲမပြောဘူးဒီလိုမင်းကလေးမျိုးကပို့ပြောမှာတော့မဟုတ်ဘူးရှင်ကလူယုံမှာပဲညီမလေးမဟုတ်ဘူးသူနဲ့အကိုကြီးဘာမှမပတ်သက်ဘူးတော်စမ်းမှာဘလောက်ရှက်စရာကောင်းလိုက်လဲရှင်နဲ့ကျမကြွမယ်မဟုတ်ဘူးအကိုကြီးရှင်းပြစေတော်စမ်းမှာကိုသိန်းတန်လှဲပြင်ကျမတို့ရွာပြန်မယ်ဒီလိုလူယုံမာနဲ့ပေါင်းမဲ့စားတစ်ခုလောက်ပဲလှုပ်လိုက်မယ်လာအမေသွားမယ်မအေးမြင့်ကသူမရဲ့မိခင်နဲ့သူမတို့ရဲ့ရွာသားများကိုခေါ်ကာသူတို့သမီးဝစ်ဆောင်နဲ့ပင်လှဲနဲ့ထွက်သွားလေတယ်ကိုမြကြီးတယောက်အတင်းလိုက်တာမယ်လို့ကြံတဲ့ချိန်ဘာကြီးများနဲ့ရွာလူကြီးတို့ကသူ့ကိုဆွဲထားလိုက်ကခင်နာသိမ့်တုံကိုလည်းညှိုးညွန်ပြပြီးကိုမြကြီးကိုအတန်ခတ်မှန်မှနဲ့စကားဆိုလေတယ်မြကြီးရိုးလာနဲ့မင်းဟာကြိတ်ပုံးခုတ်နေတာ哦ကဲမင်းဟာမလေးငိုနေတာမင်းဘယ်လိုလုပ်မလဲမင်းဆိုတဲ့ကောင်ကြောင့်ပေပင်ရွာသားတွေတိတ်ခါကြတယ်ကွရွာလူကြီးဟာကျုပ်ကတကယ်ကိုသူနဲ့ဘာမှမဆိုင်တာကျုပ်ကိုတော့မယုံလားဗျာဟဲ့ကောင်မလေးတယောက်အခုလိုအဆက်တိတ်ခါကိုမထောက်ပြောတယ်ဆိုတာမဟုတ်ဘဲနဲ့ဘယ်လိုလုပ်ပြောမလို့မင်းကြည့်သူ့ပုံကတမင်လာနောက်ဆက်နေတဲ့ပုံပေါ်နေလို့လားအဲ့ဒါတော့ကျုပ်လည်းမသိဘူးလေဗျာကျုပ်မိမပြန်သွားပြီဘယ်လိုလုပ်ရမလဲရွာလူကြီးပြန်သွားတာတော်သေးတယ်ပါမရိုက်သွားတာကံကောင်းမင်းကိုအတော်အထင်ကြီးထားတာအခုတော့မပြောချင်ဘူးကွာမင်းကိစ္စမင်းရှင်းကျုပ်ကဘာကိစ္စရှင်းရမှာတော့ဗျာကျုပ်နဲ့တကယ်ကိုဘာမှမဆိုင်တာနွားတော့နော်မင်းငါလက်သေးစာမိတော့မယ်ကလေးမဦးကြီးကိုတေချာရှင်းပြစမ်းရွာလူကြီးကလူများအောင်ကြည့်နေတဲ့ခင်သနာကိုချော့မော့ကမေးမြန်းလိုက်တယ်အဲ့ဒီခါခင်သနာကတရှုံရှုံနဲ့ရှိုက်ကြီးတငယ်ငွေထားလိုက်ပါအဲ့ဒါကျမအပြစ်နဲ့ကျမခံရတယ်လို့ပဲမှတ်ပါမယ်သူစိတ်ချမ်းသာတယ်လို့လုပ်ပေးလိုက်ပါရှင်မဟုတ်သေးဘူးလေတငယ်မကဗမာနေပြီးဘာတွေလုပ်တာလဲဦးကြီးတို့ကိုပြောပြစမ်းပါကျမမပြောပြစီနဲ့ကျမလာရဲဆိုတာသူ့ကိုလာနှုတ်ဆက်ယုံနေမှာကျမဘာပြဿနာမှမတက်စေချင်ဘူးကျမသွားတော့မယ်ခင်ရင်နာတယောက်ပြောဆူဆူနဲ့ပါဇက်ကိုလက်နဲ့အုပ်ကငိုကြွေးပြီးတော့ကနွယ်ကလျားလေးနဲ့မင်္ဂလာဆောင်မန်တက်ကနေပြေးထွက်သွားလေတယ်အဲ့ဒီခါဘိုးထင်ကသူ့ရဲ့နဘေးမှာရှိနေတဲ့
ပေါတူးနဲ့ဂျိုးသိန်းတို့ကိုအတန်ခတ်တူးတူးနဲ့ခင်ရန္ဒနာနောက်ကိုလိုက်ရန်ခိုင်းလိုက်တယ်ကိုပေါတူးခမရတို့နှစ်ယောက်အဲ့အမနောက်ကိုလိုက်စုံစမ်းဗျာငါတို့ကဘဲကိုလိုက်ရမှာလဲသူ့နောက်ကိုမရောက်မလဲနဲ့လိုက်ပေါ့ဗျာအေးအဲ့ဒါဆိုလိုက်မယ်ကွာပေါတူးနဲ့ဂျိုးသိန်းကဘိုးထင်ခိုင်းစီတဲ့အတိုင်းခင်ရန္ဒနာနောက်ကိုလိုက်သွားလေတယ်မန်တက်အတွင်းမှာတော့ရမီရဖများနဲ့လူကြီးသူများကကိုမြကြီးကိုအပြစ်တင်စကားဆိုနေကြတယ်မြကြီးနင်တော့မိမရတာအောင်ရက်ပိုင်းပဲရှိသေးတယ်ပြဿနာတွေကရှုပ်လာပြီဒီကလေးမလေးကအရင်လားပြောစမ်းမဟုတ်ပါဘူးဆိုဗျာဘာမဟုတ်တာလဲဒီလောက်အကောင်လိုက်မြင်နေရတာကိုပြောင်းညင်းနေတယ်နေမိမမျိုးပဲလူပြိုကြီးလုံနေတယ်ဆိုတာအခုလိုတွေတို့တွေမသိအောင်လိုက်ရှုပ်နေတာမလားမဟုတ်ပါဘူးကြီးတော်ရဲ့ကျုပ်ကြိမ်ပြောရဲပါတယ်တကယ်ကိုမဟုတ်တာပါတော်စမ်းနင်တတိထားရွာလူကြီးပါဝင်အားလုံးကကိုမြကြီးကိုကြိမ်မောင်းလို့သွားကြပြီမင်္ဂလာမန္တကနေထွက်သွားကြတယ်ကိုမြကြီးကလည်းဦးကောင်းကိုကုတ်ကဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပြီတန်းလျားမှာထိုင်ကစိတ်ညစ်လို့နေပါတော့တယ်ပေါတူးနဲ့ဂျိုးသိန်းတို့နှစ်ယောက်ကပေပင်ရွာကနေထွက်လာတော့ခင်ရန္ဒနာသိန်းသိန်းတုံအနောက်ကိုလိုက်လာရခင်ရန္ဒနာသိန်းသိန်းတုံကမြောက်ပြင်ရွာကိုသွားလို့နေတယ်အချိန်ကလည်းညနေဆောင်တဲ့အချိန်ကိုရောက်လို့နေပါဖြစ်နေပြီအဲ့ဒီအချိန်မှာတော့ခင်ရန္ဒနာကမြောက်ပြင်ရွာရှိအိမ်တလုံးအတွင်းကိုဝင်ရောက်သွားတယ်ပေါတူးနဲ့ဂျိုးသိန်းကလည်းမယောင်မလဲနဲ့လှည့်ထွက်လာစဉ်လမ်းမှာပွားကြီးတို့၃ယောက်နဲ့ဆုံနေတယ်မင်းကပေပင်ရွာကမလားဟုတ်တယ်လေခမရကလည်းကျုပ်တို့ကိုတော့မေ့နေပြီလားမမေ့ပါဘူးကွာငါတို့ကကိုမြကြီးမင်္ဂလာဆောင်မနှက်ဖြန်မှာသွားမလို့တို့ကအတောက်သမားတွေဆိုတော့မနှက်ဖြန်မှာကွက်တီပဲလေကွာဒါနဲ့မင်းတို့ကဘာလာလောက်ကြတာလဲဒီလိုဗျာအောက်တုကကိုမြကြီးမင်္ဂလာဆောင်မှာဖြစ်ခဲ့တဲ့အကြောင်းအရာများကိုပြောပြလိုက်တာပွားကြီးတို့၃ယောက်ကအံ့ဩသွားကြပြီသူတို့အချင်းချင်းအရင်စကားဆိုကြတယ်တော်ကြီးမင်းကိုမြင့်ကျူမှာညီမရှိတယ်ဆိုတာသိလားကျုပ်ကတော့ကြားတော့မကြားဘူးဝမ်းခဲလို့တော့ပြောတာပဲမြက်ခွင်ကလာတယ်ဆိုလားပဲအေးကွာဘယ်ကနေဘလို့ညီမတွေပေါ်လာတာလဲမသိဘူးရုပ်ကတော့လာလာမှမဆိုင်ဘူးကွာနော်ဟိုကလေးမလေးကအချောလှလေးကိုမြင့်ကျူတို့တူကြီးကြတော့ရုပ်တွေကတကွက်ကလေးမှကြည့်မကောင်းအေးကွာတူတာတော့တော်တော်မတူဘူးသူတို့အချင်းချင်းပြောပြီးပေပင်သားနှစ်ယောက်ဖြစ်တဲ့ပေါတူးနဲ့ဂျိုးသိန်းတို့ကိုကြည့်လိုက်ကပွားကြီးကပြန်လဲပြီးစကားဆိုလိုက်တယ်ကဲမင်းတို့တွေပြန်မှမိုးချုံနေပြီကွာမနက်မှအစောထပြန်တော့ငါတို့အိမ်လိုက်အေးဗျာအဲ့လိုပဲလုပ်ရတော့မှာပဲဒါနဲ့ခမရတို့ပြောပုံအရာတော့ကိုမြကြီးမင်္ဂလာဆောင်လာဖြစ်တာကိုမြင့်ကျူညီမလားမြင့်ကျူညီမလားဘာလားတော့မသိဘူးရုပ်ကတော့လှတယ်လေကိုလုံးလေးကလည်းလှတယ်ဟိုနားကအိမ်ထဲဝင်သွားတာပဲဟုတ်တယ်အဲ့ကောင်မလေးပဲကျုပ်တို့ကိုမြကြီးတော့စိတ်တွေညစ်နေတာဗျာလုပ်ပါအောင်ခမရတို့သိတာလေးတွေပေါတူးကစကားနှိုက်လိုက်တော့တော်ကြီးကဦးကောင်းကိုခါရမ်းလိုက်ပြီကိုမြင့်ကျူနဲ့ငါတို့နဲ့မပေါင်းတော့ဘူးကွာသူလည်းငါတို့ကိုမယုံတော့ဘူးလေအခုတော့ငါတို့လည်းသူနဲ့ပတ်သက်တာတွေကိုတိတိကျကျမသိတော့ဘူးခတ်တယ်ဗျာကျုပ်တို့လည်းဘာလို့ရမှန်းမသိဘူးမင်းတို့အခုကိုမြကြီးမင်္ဂလာဆောင်လာဖြတ်တာကိုမြင့်ကျူညီမမှန်သိပြီမလားအဲ့ဒါသိရတာကိုမစိုးဘူးပြောရမယ်လာကွာကိုဘွားကြီးအိမ်သွားရအောင်မင်းတို့မြောက်ပြင်ရောက်တော့ရောက်ခိုက်ငါတို့အဲဝဲပြုတ်မယ်အဲ့လိုနဲ့ပွားကြီးတော်ကြီးနဲ့ငတူတို့၃ယောက်ကပေပင်သား၂ယောက်ဖြစ်တဲ့ပေါတူးနဲ့ဂျိုးသိန်းတို့ကိုသူတို့ရဲ့နေအိမ်စီကိုတဲခေါ်ရန်အတွက်ခေါ်တော့ကြပါတော့တယ်မဟုတ်သေးဘူးကွာအခုကိစ္စဟုတ်ကိုမဟုတ်သေးဘူးငါမိမနဲ့ငါယောက်ခမလည်းရှင်းပြတာကိုမရအောင်ကိုမြကြီးအဲ့ကိစ္စမလုပ်ထားဘူးမလားဟဲ့ကောင်ဘိုးထင်မင်းတို့ကပါငါ့ကိုမယုံဘူးလားကွာငါဆိုတဲ့ကောင်ကအဲ့လိုလုပ်ပါမလားမင်းတို့မို့လို့တန်တရားဝင်ရတယ်ကွာဟိုအမကလည်းအသေးချာကြီးကိုပြောနေတာလေဗျာသူ့ရုပ်သူ့ရည်ကြည့်ရတာလေမိကောင်းဖခင်သားသမီးပုံပဲသူဘာလို့အခုလိုတွေပြောတာလဲမသိဘူးအဲ့ဒါတော့ငါလည်းမပြောတတ်ဘူးတေးကြတာတော့ငါလုံးဝမဟုတ်တာမလုပ်ထားဘူးကွာကိုမြကြီးတရားအားခဲထားတဲ့သူ့ရဲ့မင်္ဂလာဆောင်ပြီးမြောက်အောင်မကျင်းပရတဲ့အပြင်မိမနဲ့ရောက်ခမဖြစ်သူကလည်းချမ်းသာရွာကိုပြန်သွားတာကြောင့်စိတ်ညစ်ပြီးကိုလန်းဝေရဲ့ထတော်ထဲမှာတနေကုန်ထမ်းရည်တောက်ကဘိုးထင်ပေတူတာအေးဖိုးထွေးတာရနဲ့တခြားသောကာလာသားများကိုရင်ဖွင့်လို့နေတယ်ကာလာသားများကသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အများကြီးကိုအပြေးအဝယုံကြည်ပေမဲ့လည်းရွာရှိရမိရဖများနဲ့လူကြီးသူမများကတော့မယုံကြည်ပဲကိုမြကြီးကိုအပြစ်တင်စကားဆိုကြတယ်ဒါကြောင့်ကိုမြကြီးတရားအလွန်ကိုစိတ်ညစ်ပြီးသူ့ကိုယုံကြည်ပေးတဲ့ကာလာသားများနဲ့ထတော်ထဲမှာထိုင်ကရင်ဖွင့်နေခြင်းလည်းဖြစ်တယ်ကိုမြကြီးကထိုင်းရီကိုမြူလိုက်မောတောက်လိုက်ကဆက်ပြီးစကားဆိုလေတယ်အဲ့ကောင်မလေးငါ့ကိုကြောက်ချတာငါတကယ်ဘာမှမလုပ်ရအောင်စိတ်မပူပါနဲ့ဗျာသူ့နောက်ကိုပေါတူးနဲ့ကိုဂျိုးသိန်းကိုလိုက်သွားဖို့ကြုတ်လွတ်လိုက်တယ်လှုပ်ဆန်းမှာဘိုးထင်ရ
အခုမှမိမလေးရကားစားရှိသေးတယ်ကွဲတော့မယ်ဆိုရင်မဟုတ်သေးဘူးကွာငါ့ကိုမပေါင်းနိုင်ဘူးလို့ပြောတော့တာငါအတော်ခံစားရတယ်အဖြစ်မှန်ကိုသိရင်တော့မအေးမြင့်တို့လည်းလက်ခံမှာပါကဲအခုလောလောဆယ်တော့စိတ်ရှုံအောင်ဗျာပုံစိုးပန်းစိုးနဲ့လာပြောတယ်ဆိုရင်လေခမ ्या ကိုမနာလို့လုပ်တယ်လို့ပြောလို့ရအောင်မယ်အခုတော့ဟိုအမကချောတာမောတာဗျာသူကြည့်ရတာမြို့သူကြနေရပဲဘိုးထင်ကအဲ့လိုပြောလိုက်တော့တာယာနဲ့ဖိုးထွေးကလည်းအမြည်ဆိုင်နဲ့ခေါင်းကိုညှိကဘိုးထင်စကားကိုထောက်ခံလိုက်တယ်အဲ့ဒါတော့ဟုတ်တယ်ငါလှရင်နဲ့ဖိုးထွေးမီးကြော်တောင်ယုံနေတာသူ့အနေထားကြီးနဲ့ကိုမြကြီးကိုအဆက်ခွဲချင်တယ်ဆိုတာလုံးဝမဖြစ်နိုင်တဲ့အနေထားလေဗျာဟုတ်တယ်ဘိုးထင်ငါတော့တကယ်လို့ထင်သေးတယ်အခုကိုမြကြီးပြောပြမှတန်တရားစိတ်မဖြစ်တာသူတို့ထင်တာကိုလည်းအပြစ်ပြောလို့မရအောင်လေကွာကိုမြကြီးကတစ်ခါမြို့တက်သွားတာ哦ဖိုးထွေးကအဲ့လိုပြောလိုက်တော့ကိုမြကြီးကလက်ကပြပြီးမြို့တက်တယ်ဆိုတာစပားစေပဲစေပဲစုံစမ်းတာပါကွာတခြားကြောင်ရှိပါဘူးအခုတန်တရားစိတ်မရှိပါဘူးဆိုဗျာမင်းအဖကအစငါ့ကိုမယုံဘူးကွာငါဘယ်လိုလုပ်ရမလဲဖိုးထွေးမင်းတို့ကြံအောင်ကွာအခုလောလောဆယ်တော့ကျုပ်လည်းမပြောတတ်သေးဘူးဘိုးထင်လွှတ်လိုက်တဲ့ကိုပေါတူးနဲ့ဂျိုးသိန်းတို့အလာကိုပဲစောင့်တော့တာပါဗျာကိုလန်းဝေထတော်ကိုဘိုးထင်တို့နဲ့ကိုမြကြီးတို့တောင်းရင်းဆိုင်ရင်းနဲ့စကားပြောနေတဲ့အချိန်ထတော်အတွင်းကိုဂျိုးသိန်းနဲ့ပေါတူးတို့ခက်မြင်မြန်ရောက်လာကြတယ်သူတို့ဘိုးထင်တို့အဝိုင်းကိုရောက်တာနဲ့ထိုင်းရီကိုတယောက်တစ်မျိုးကောက်ကင်ကမောချလိုက်ပြီးအမောတကောနဲ့စကားဆိုလေတယ်ကိုမြကြီးဟိုမင်းကလေးကိစ္စကျုပ်တို့သိပြီဗျဘာလဲမြန်ပြောစမ်းပါကွာမင်းတို့ဟိုမင်းကလေးနောက်ကိုလိုက်သွားတာဆိုဟုတ်တယ်အခုမှပြန်ရောက်တာကျုပ်တို့ဟိုလူတွေအိမ်မှာအိတ်နေတာဘသူတွေတော့ကိုဝါကြီးတို့အိမ်မှာလေဗျာဟုတ်လားဘာတွေထူးတယ်ပြောပါအောင်ကိုမြကြီးမင်္ဂလာဆောင်လာသွားတဲ့ကောင်မလေးကမြင့်ကျူဆိုတဲ့သူရဲ့ညီမဝမ်းခွဲတယ်ဗျမြောက်ခွင်ကလာတယ်ဆိုလားအခုသူတို့ကြီးတော့ကြီးအိမ်မှာနေရတယ်လေဘာမြင့်ကျူညီမဟုတ်လားပွာကြီးတို့ကတော့အဲ့လိုပဲပြောတာပဲကောင်မလေးကလည်းမြောက်ပြင်ရွာထဲပဲဝင်သွားတာဗျခွေးမသားမြင့်ကျူသူ့နှမအရှော့တစ်ခါကမထဒင်းကငါ့ကိုလှုပ်ကြံတာပဲကိုမြကြီးကအဲ့လိုပြောပြီးထိုင်းရီအိုကိုထမ်းပင်နဲ့ရိုက်ခွဲကမတက်ရလိုက်တော့အနားမှာရှိတဲ့ပေတူးနဲ့တာအေးတို့ကထိန်းထားလိုက်ရတယ်ကိုမြကြီးစိတ်လျှော့ဆမ်းပါဗျာအခြေအနေသိနေပြီပဲကျုပ်တို့ဝိုင်းစဉ်းစားပေးပါမယ်ဗျာဟုတ်တယ်ကိုမြကြီးအခုချိန်သွေးပုံနေတော့ဘာမှမလုပ်နဲ့ဟိုလူကလည်းအတော်ရုံမာတာပဲဗျာနှမတယောက်ရဲ့အဆက်ကိုမှမထောက်ဗျာအဲ့ကောင်အလကားကောင်သူ့နှမနဲ့ငါမိမလဲမဲ့ဆိုရင်တော့လဲမဲ့ပုံဖြစ်နေပြီကိုမြကြီးကအဲ့လိုပြောတဲ့အခါပေါတူးကပြုံးဆဆနဲ့ကိုမြကြီးကိုစကားဆိုလေလဲဆိုလဲပလိုက်စမ်းပါဗျာဟိုကောင်မလေးကပိုလှတယ်ဗျအတော်လဲဖြောင်းနေဒီမအေးဘေးကတော့နာကျင်နေပြီထင်တယ်မင်းကငါ့ကိုဖကောင်းများထင်နေရလားဟဲ့ကောင်ပြောစမ်းကိုမြကြီးကလည်းဗျာစိတ်ကြီးပဲကျုပ်ကနောက်တာပါတကယ်ပြောတာပါဗျာအချစ်ကိုတန်မိုးထားတဲ့အထဲမှာပေါတူးဆိုတဲ့ကျုပ်ကနံပါတ်1ပဲအပြောကတော့ကောင်းတယ်မင်းအပြောကောင်းလို့တတ်တာရမှတ်အကောင်းပြောတာပါဗျာကဲကျုပ်ကိုကြီးစိတ်တုံနေတဲ့ကိုမြခမ ्या ကိစ္စဘလို့လုံးမှာလဲပေါတူးကအဲ့လိုသတိပေးတဲ့အခါကိုမြကြီးတယောက်ခေါင်းကိုခါရမ်းလိုက်ပြီးဘလို့လို့ရမှန်းမသိအောင်ဖြစ်လို့နေတယ်အဲ့ဒီခါဘိုးထင်ကကိုမြကြီးကိုတေချာကြည့်ကကဲကိုကြီးမြအခုကိစ္စကျုပ်ကင်တွယ်လိုက်မယ်ခဏလောက်တော့မအေးမြင့်နဲ့ခွဲနေပေါ့ဗျာအချိန်နေမှန်ကိုသိမှသူ့ကိုသွားရှင်းပြတာပေါ့အခုခမ ्या သွားရှင်းပြရင်လည်းပိုဆိုးရုံပဲရှိမယ်အေးမင်းတို့အဆင်ပြေသလိုသာလုပ်တော့ကွာလိုအပ်တာမင်းတို့ပြောကဲအခုတော့ထိုင်းရည်လေးအရင်အေးဆေးဆေးတောက်ကြဗျာပြီးမှကျုပ်တို့မြောက်ပြင်ကိုသွားလိုက်မယ်အေးကွာမင်းတို့ကိုပဲအားကိုးရတော့မှာပဲအဲ့လိုနဲ့ဘိုးထင်ကကိုမြကြီးကိုစိတ်မပူပန်ရန်နှစ်သိပ်ပြောဆိုပြီးတဲ့နောက်ထိုင်းရည်တောက်ပြီးသူတို့ရှေ့ဆက်ရမယ့်အစီအစဉ်များကိုတိုင်ပင်နေကြတယ်ဘိုးထင်ပေတူတာအေးတို့၃ယောက်ကမြောက်ပြင်ရွာရှိမဝိုင်းစိန်တို့ရဲ့နေအိမ်ကိုသွားလိုက်ကြတယ်သူတို့ကိုမြင်တာနဲ့မိဖြူကပြုံးရည်ပြီးအိမ်ထဲကနေထွက်ကစီးကြိုလေတယ်အခုဘိုးထင်တို့လာတယ်လာမိဖြူဒီမှာလားဟုတ်တယ်ဒီမှာပဲလေအမဝိုင်းစိန်တို့ရှိလားအမကြီးတော့မရှိဘူးအမေပြုံးပဲရှိတယ်ဟုတ်လားဘိုးထင်တို့ကလည်းမိဖြူကိုလက်ကနေဆွဲကမဝိုင်းစိန်တို့အိမ်ရဲ့အိမ်အောက်တန်းလျာမှာဝင်ထိုင်လိုက်ကြတယ်ခဏကြာတဲ့အချိန်မှာတော့အိမ်အောက်တန်းလျာကိုမဝိုင်းစိန်ရဲ့မိခင်ဖြစ်သူကရေနွေးချမ်းလင်မန်းကိုကင်ပြီးပျော်ရွှင်စွာနဲ့အိမ်ပေါ်ကနေဆင်းလာကဘိုးထင်တို့ကိုဧည့်ခံလေတယ်ဘယ်ကနေဘလို့ရောက်လာကြတာလဲကွရေနွေးချမ်းတောက်ကြအောင်ဒီကိုပဲလာတာကြီးတော်ရေကိုမြကြီးမင်္ဂလာဆောင်အကြောင်းသိပြီးပြီလားကြီးတော်အေးသိပြီးပြီဝိုင်းစိန်အောင်သွားသေးတယ်လေအဲ့နေ့ကမင်္ဂလာဆောင်ပြတ်သွားလို့ပြန်လာတာဘလို့ဖြစ်တာလဲပြောစမ်းပါ
ကုန်မြင့်ကျူဆိုတဲ့သူရဲ့ညီမဝမ်းခွဲကိုသိလာကြည့်တော့အေးသိတယ်ရောက်တာမကြသေးဘူးလေသူလာဖြတ်သွားတာကိုမြကြီးနဲ့ပတ်သက်ဖူးတဲ့ဘာညာဆိုပြီးလာဖြတ်သွားတာအဲ့ဒါကျုပ်တို့လည်းအကျိုးအကြောင်းသိအောင်လာစုံစမ်းတာငါလည်းအံ့ဩနေတာမြင့်ကျူတို့မှနောက်ထပ်ဆွေမျိုးသားချင်းရှိတယ်လို့လည်းမကြားမိပါဘူးဘလို့လို့အိတ်ကလေးမလေးရောက်လာလဲလို့တွေးနေတာသူပမာနေတယ်ဆိုတာကြီးတော့ကြီးသိလားသိရဲ့မပူတို့အိမ်မှာနေတာလေမြင့်ကျူရဲ့ကြီးတော့အိမ်ပေါ့ကျုပ်တို့ကိုလိုက်ပို့ပေးလို့ရမလားကျုပ်တို့သူနဲ့တွေ့ပြီးပြောစရာရှိလို့ရတယ်လေပြဿနာတော့မဖြစ်လောက်ဘူးမလားမဖြစ်ပါဘူးကြီးတော့ရဲ့စိတ်ချကျုပ်တို့သိချင်တာတွေပဲမေးမှာနှမို့ဆိုပြဿနာကကြီးတော့မှာဗျအော်အေးအဲ့ဒါဆိုလဲငါလိုက်ပို့မယ်လေထမင်းစားပြီးမှသွားကြတာပေါ့ထမင်းကပြီးမှစားမယ်ကြီးတော့ရဲ့ကျုပ်တို့သွားကြအောင်ဗျာအေးလေနင်တို့အလင်းလုံးနေတယ်ဆိုတော့လေသွားတာပေါ့မိဖြူရေအမေပြုံးဘိုးထင်တို့ကိုလိုက်ပို့လိုက်အောင်မယ်ဝိုင်းစိန်လာရင်နင့်အကိုတွေအတွက်ထမင်းဟင်းချက်ထားဖို့ပြောလိုက်အောင်နော်မဝိုင်းစိန်ရဲ့မိခင်ကြီးကဘိုးထင်တဲ့စကားဆိုနေရင်မိဖြူကိုမှားကြားလိုက်တယ်အဲ့ဒီခါမိဖြူကပြုံးပြီးကောင်းညှိလိုက်ပြီးဟုတ်ကဲ့အမေပြုံးကျုပ်ပြောထားလိုက်မယ်အဲ့ဒါဆိုအမေပြုံးတို့သွားအောင်မယ်အမေပြုံးကအဲ့လိုပြောပြီးတော့ဘိုးထင်ပေတူတာရီတို့ကိုခေါ်ကရွာထဲရှိခင်းသနာတင်းသိမ့်တုံကိုခေါ်ထားတဲ့ဒေါ်ပူရဲ့နေအိမ်ကိုသွားလိုက်ကြတယ်မပြုံးတော့ပါလားလာကြဧည့်သည်တွေလည်းပါလာတာပဲဟုတ်တယ်မပူရေဒါကပေပင်ရွာကကျုပ်အသိမိတ်ဆွေတွေပေါ့လေသူတို့ကမပူအိမ်လာခြင်းနဲ့ဆိုတာနဲ့လိုက်ပို့တာဟုတ်လားဘာကိစ္စများရှိလို့လဲမသိဘူးဘိုးထင်တာအေးပေတူတို့ကအမေပြုံးရဲ့ဥဆောင်မှုနဲ့ကိုမြင့်ကျူရဲ့ကြီးတော်အိမ်ကိုရောက်ရှိလာကြတယ်အမေပြုံးကပေပင်ရွာကမိတ်ဆွေတွေလို့ပြောတဲ့အခါဒေါ်ပူရဲ့မျက်နှာမှာကွက်ခနဲ့အနှဲငယ်ပြည့်ယွန်းသွားတာကိုဘိုးထင်တို့၃ယောက်သတိထားမိလိုက်တယ်အဲဒီနောက်သူတို့ကဒေါ်ပူရဲ့မျက်နှာချင်းဆိုင်တန်းလျက်မှာထိုင်ကကိုပြစ်မှာတယောက်တည်းထိုင်ပြီးပြုံးရည်နေတဲ့ခင်သနာတင်းသိမ့်တော်ကိုအကဲခတ်ကြည့်လိုက်ကြတယ်ဒေါ်ပူကလည်းယူနေချမ်းများကိုပြင်ဆင်ပြီးတဲ့နောက်ဘိုးထင်တို့ကိုကြည့်ကပြုံးရည်ပြီးမေးမြန်းလာတယ်မောင်ရင်တို့ဘာကိစ္စများလဲကွမပြုံးကိုတောင်လိုက်ဖို့ခိုင်းနေဆိုတော့ကိစ္စကြီးမယ်ထင်တယ်ဟုတ်တယ်ကြီးတော့ကိစ္စကြီးရယ်ကျုပ်တို့လည်းမဆိုင်တဲ့သူတွေမထိခိုက်စေချင်လို့အခုလိုလာရတာပေတူးရဲ့စကားကြောင့်ဒေါ်ပုကတိတိတသာမျက်နှာပြည့်ယွန်းသွားပြီမဟုတ်တာဘာမှမလုပ်ထားပါဘူးငါတူတို့ရဲ့ဂျီရိုကြီးကရွာမှာအေးအေးဆေးဆေးနေတတ်တယ်ဆိုတာအကုန်လုံးသိပါတယ်အဲ့ဒါကြောင့်မို့လို့လဲကျုပ်တို့လာတာပေါ့အခုကျုပ်တို့ရွာကကိုမြကြီးကသူ့ကိုအတေးဖြတ်တဲ့သူတွေကိုတရားစွဲမယ်ဆိုလားဗျာအဲ့ဒါတွေလုံနေပြီကုန်ကျင်တလောက်ကုန်မြို့တက်ပြီးတရားစွဲမှာတယ်ဗျာကျုပ်တို့ရွာကကိုမြကြီးကနည်းနည်းအရာရောက်တယ်လေဗျာဟမ်တရားစွဲမယ်ဟုတ်လားဘာကိုတရားစွဲမှာလဲသူ့ကိုမဟုတ်တန်းတရားပြောတဲ့ဟိုအနောက်ကအမကိုပေါ့ပြီးတော့သူနဲ့အတူကြံရပါရောပေါ့ဗျာအဲ့ဒါကတရားစွဲမဲ့ကိစ္စနောက်တစ်ခုကတခြားပညာတွေနဲ့လက်တော့ပြဖို့လဲပြောသေးတယ်ကြီးတော့ကြီးကြားဖို့မလားတော့မသိဘူးပေပင်ရွာကဦးအောင်နဲ့သူ့သားဆိုတာလေကြားဖို့တယ်နမဲကြီးတွေကိုအေးကျုပ်ဘေးမှာထိုင်နေတာကဦးအောင်သားပဲသူ့ကိုကိုမြကဘာလို့ခိုင်းထားတယ်ဆိုတာကြီးတော့ဘာသာမေးကြည့်တော့ပေတုကချင်းချောင်းလိုလေတန်းနဲ့ဒေါ်ပုကိုအဲ့လိုပြောလိုက်တော့တဖြည်းဖြည်းနဲ့ပိုးပြီးကြောက်စိတ်ဝင်လာတဲ့ဒေါ်ပုကမျက်နှာငယ်လေးနဲ့ဘိုးထင်ကိုမေးမြန်းလာတယ်မောင်ရင်မောင်ကိုဘာတွေများခိုင်းထားရလဲကွယ်ကြီးတော့ကိုပြပြစမ်းပါတခြားတော့မဟုတ်ပါဘူးကြီးတော့တကယ်လို့တရားစွဲလို့အချိန်နေမထူးရင်ကျုပ်တက်ထားတဲ့ပညာနဲ့အခုကိစ္စမှာပါတဲ့သူတွေအားလုံးကိုအသေးပြုစားဖို့ပါဟင်တကယ်လားကျုပ်ကမလုပ်ချင်ပါဘူးဒါပေမဲ့ကိုမြကြီးမတရားခံနေရတာသိတော့ကျုပ်လည်းမတက်နိုင်ဘူးဗျာလှုပ်တင်တာတော့လှုပ်ရမှာပဲအဲ့ဒါကြောင့်ကြီးတော့ဒီကိစ္စမှာပါသလားမပါဘူးလားဆိုတာကိုအရင်လာမေးတာဟိုလေကြီးတော့မပါပါဘူးညာတော့မပြောနဲ့တော့ကြီးတော့ကျုပ်ကညာပြောလဲသိတယ်အဲ့ဒါဆိုအချိန်နေပိုဆိုးနေမယ်ကြီးတော့တိထားတာတွေကျုပ်တို့ကိုပြောရင်ပြောပြဘိုးထင်တရားဒေါ်ပုကိုအချော့တက်နဲ့သူမတိထားတဲ့အကြောင်းအရာများကိုပြောပြရန်ကြံဆောင်လေတယ်ဒေါ်ပုကဦးအောင်နဲ့ဘိုးထင်အကြောင်းကိုကြားဘူးထားသူပြီးကြောင်းလက်နေတာကြောင့်သူမတိထားတဲ့အကြောင်းအရာများကိုအမှန်တိုင်းပြောပြမယ်လို့ကြံနေချင်းအိမ်ဝိုင်းထဲကိုတဘိုးကြီးတော်တစ်ချောင်းကင်လာပြီးဝင်လာတဲ့ကိုမြင့်ကျူကြောင့်သူ့ရဲ့ပြောလာဆစကားများကိုပြတ်သွားရတယ်ကိုမြင့်ကျူကဘိုးထင်ရဲ့မျက်နှာချင်းဆိုင်မှာရက်လိုက်ပြီးသူ့ရဲ့လက်ထဲကတဘိုးကြီးတော်နဲ့ချင်းကအတန်မှန်ထန်စွာနဲ့ချင်းချောက်စကားဆိုလေတယ်မင်းတို့အကောင်နေငါကြီးတော်အိမ်ဘာလာလောက်တာလဲဟဲ့ကောင်နေအခုထွက်သွားဟဲ့လို့ကိုမြင့်ကျူခမရအတော့ကိုမှားနေပြီနော်ခမရလောက်တာတွေကအတော့ကိုအောက်တန်းကြတယ်မင်းတို့ဘာစကားတွေပြောတာလဲအခုထွက်သွားမသွားဘူးဗျာခမရလောက်ထားတာတွေခမရအကုန်တာဝန်ပြန်ယူရမယ်ငါဘာတွေလုံးလို့လဲကဲပြောစမ်းပါခ
မကိုမြကြီးကိုမဟုတ်တန်းတရားတွေဆွဆွဲထားတာဟိုအမကိုအတုံးချပြီးဆွဆွဲထားတာဟဲ့ကောင်နေမင်းတို့ကောင်ကဟုတ်လို့ကြော်တာလေဟုတ်ရင်ကြော်မယ်ပေါ့ရင်ပေါ့မယ်ဘာထူးဆန်းလို့လဲကျုပ်တို့ကိုမြကြီးเจ้าကိုသိပြီးသားကိုမြကြီးအဲ့လိုလူစားမျိုးမဟုတ်ဘူးခမရကသာလူယုံမှာဘိုးထင်တို့၃ယောက်နဲ့ကိုမြင့်ကျူစကားများနေတဲ့အချိန်မှာစိတ်မရှိတော့တဲ့ပေတူကထိုင်နေရာကနေရုပ်ချီမတ်တက်ရက်လိုက်ကကိုမြင့်ကျူထံကိုပြေးဝင်သွားလိုက်တယ်ဒါကြောင့်ပေတူနဲ့ဘိုးထင်တို့ကလည်းထိုင်နေရာကနေမတ်တက်ရက်လိုက်ကြတယ်ကိုမြင့်ကျူကလည်းသူ့ထံကိုပြေးဝင်လာတဲ့ပေတူကိုတဘိုးကြီးအောင်နဲ့စီးပြီးရိုက်လိုက်တယ်အဲ့လိုရိုက်မှာကိုကြိုတွေးထားတဲ့ပေတူကကိုမြင့်ကျူရဲ့ရိုက်ချက်ကိုရှောင်တိန်ကမျက်နှာကိုလက်သီးတစ်ချက်ထိုးပြီးတော့ခါကနေပွေကမြေပြင်ကိုလှည့်ချလိုက်ပြီးတဲ့နောက်အပေါ်ကနေခွာကကိုမြင့်ကျူကိုထိုးလေတယ်တာအေးနဲ့ဘိုးထင်ကတော့ပေတူအตาရနေတဲ့အတွက်နှုတ်ကနေသာတားဆီးနေတယ်ပေတူဟဲ့ကောင်မလုံးနဲ့ကွာဟုတ်တယ်ပေတူမလုံးနဲ့လက်လွန်မဲတာအေးနဲ့ဘိုးထင်ကဆွဲခြင်းမရှိတဲ့အခါဒေါ်ပြုံးနဲ့ဒေါ်ဘူးမှဆွဲရန်အတွက်သတိပေးလေတယ်ဘိုးထင်ဆွဲအောင်လေတာအေးပေတူကိုဆွဲအောင်ဟုတ်ကဲ့ကြီးတော့ပေတူရဲ့လက်သေးစာမိပြီးနှာခေါင်းကနေသွေးရှံနေတဲ့ကိုမြင့်ကျူကိုကြည့်လိုက်ပြီးမှတ်လေရောလို့တွေးကတာအေးနဲ့ဘိုးထင်ကဆွဲလေတယ်အဲ့လိုဆွဲသည့်တိုင်စိတ်ကြီးတဲ့ပေတူကိုတော်ရုံနဲ့ဆွဲလို့မရဘူးကိုပြစ်ကနေကြောင်တောင်ကြည့်နေတဲ့ခင်သနာတင်းတင်းတုံကကြက်တီတရားကနေရုတ်တရက်သတိရလာပြီးပေတူကိုဆွဲနေတဲ့ဘိုးထင်ကိုတွန်းလှုပ်လိုက်တယ်ခင်သနာရဲ့လက်နဲ့ဘိုးထင်ထိလိုက်တဲ့အချိန်ဘိုးထင်တယောက်ခလန်းလန်းကိုရောက်သွားပြီးစိတ်ထဲမှာလည်းအန်ရဲ့အငွေးသက်တစ်ခုကိုခန်းစားလိုက်ရတယ်ဒါကြောင့်သူကမန္တန်တပုတ်ကိုရွက်ကခင်သနာကိုကြည့်လိုက်တဲ့အချိန်ခင်သနာရဲ့ကိုယ်မှာမကောင်းတဲ့အောင်လန်းအတိုက်ခိုက်များကိုတိုက်ခတ်ထားရတာကိုသူတွေ့လိုက်ရတယ်ခင်သနာကလည်းပေတူနဲ့တာအေးကိုအတင်းတွန်းဖဲ့ကနှာခေါင်းမှာသွေးရှံနေတဲ့ကိုမြင့်ကျူကိုကြည့်ပြီးငိုတန်နှောနေတဲ့အတန်နဲ့စကားဆိုလေတယ်အကိုရောနှမတော်လေးပြောသားပဲနှမတော်လေးနဲ့နန်းတော်ကိုလိုက်ခဲ့ပါဆိုမလိုက်ဘူးအခုတော့အကိုရောကိုရန်သူတွေဝိုင်းလို့တာခံနေရပြီမလားအကိုရောခိုင်းတဲ့အတိုင်းရန်သူတွေကိုသွားပြောပြီးပြီနန်းတော်ကိုလိုက်ခဲ့ပါတော့ခင်သနာကအဲ့လိုပြောတဲ့အခါလဲကျနေတဲ့မြင့်ကျူကမတ်တက်ရက်ပြီးပစိုးကိုပြင်ဝစ်ခါခင်သနာကိုစောင့်တွန်းလိုက်တယ်နင်ဘာတွေပြောနေရလဲအကိုရောနှမတော်ကိုတွန်းတယ်ဘာဖြစ်လဲနင့်ကိုတက်တောင်တက်ပြစ်ချင်တာမြင့်ကျူတယောက်သူ့ရဲ့အကြံစီများကိုခင်သနာကဖွင့်ချလိုက်တာကြောင့်စိတ်တူကရံပြုတ်ရံနဲ့ရှေ့ကိုဆက်တိုးလာတယ်ပေတူးကလည်းခင်သနာရှေ့မှာကာရက်လိုက်ပြီးဟဲ့လူယုံမခမအပြစ်မရှိတဲ့မိန်းကလေးတယောက်ကိုနှိပ်စက်အောင်မလို့လားကျုပ်ကြည့်နေမှာမဟုတ်ဘူးနော်ပေတူးကအဲ့လိုပြောလိုက်တော့ကိုမြင့်ကျူရဲ့ကြီးတော်ဖြစ်သူကလည်းစိတ်ဆိုးမှန်ဆိုးနဲ့သူမရဲ့တူဖြစ်သူကိုလက်ညှိုးငေါက်ထိုးပြီးအပြစ်တင်စကားဆိုလေတယ်မြင့်ကျူနင်ငါ့အိမ်ကနေခုထွက်သွားနင်းကြောင့်ငါပါဒုက္ခရောက်တော့မလို့နင့်ကိုတူတယောက်တည်းရှိတာမို့လို့အလိုလိုက်နေတာနင့်ကိုကြောက်နေတယ်လို့မထင်နဲ့နင်ကတနေ့တခြားလူယုံမှဖြစ်လာပြီအခုထွက်သွားနင့်ကိုလေအံ့ဩတယ်ဘာအပြစ်မှမရှိတဲ့စိတ်မနှက်တဲ့ကလေးမလေးကိုအတုံးချတယ်သူကစိတ်မနှက်အောင်ဆိုပေမဲ့မင်းကလေးဟဲ့မင်းကလေးငါလည်းမကောင်းတာပါနင့်ကိုအလိုလိုက်တာလွန်ခဲ့တာငါစိတ်ထဲနင့်ကိုတကယ်ကြောက်တယ်လို့ဖြစ်သွားတာတားတဲ့နာကိုတားအမှားငါအမှားတွေလည်းပါပါတယ်မြင့်ကျူနင့်မှာအသိစိတ်မရှိဘူးလားဒီကလေးမလေးကစိတ်မနှံ့ဘူးဒါပေမဲ့နင့်ကိုအကိုအရင်တယောက်လိုထင်နေတာနင်မို့သူ့အဆက်ကိုမထောက်ပဲခိုင်းရတယ်ဒေါ်မှုရဲ့လက်ညှိုးငေါက်ထိုးကပြောတဲ့စကားများကိုမြင့်ကျူတယောက်ဘာမှပြန်မဖြေနိုင်ပြီဒါကြောင့်သူကခင်သနာကိုတစ်ချက်ကြည့်လိုက်ပြီးနှာခေါင်းကနေစီးကျနေတဲ့သွေးများကိုပစိုးစားနဲ့တုတ်ကအိမ်ဝိုင်းထဲကနေထွက်သွားလေတယ်သူထွက်သွားတာနဲ့ခင်သနာကနောက်ကနေပြေးလိုက်မယ်လို့ပြေးလိုက်ရဒေါ်ပုကနေတားထားလိုက်ရတယ်သမီးလေးမလိုက်သွားနဲ့အကိုတော်ထွက်သွားပြီအကိုတော်ထွက်သွားလို့မရဘူးလေသူပြန်သွားပြီသမီးလေးပြန်ထိုင်ဒေါ်ပုနဲ့အမေပြုံးတို့ရဲ့ချောမောမှုကြောင့်ခင်သနာကဒေါ်ပုနဲ့အမေပြုံးကြားမှာထိုင်နေလေတယ်ဘိုးထင်ကလည်းခင်သနာနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီးသူမကိုတေချာကြည့်ကဒေါ်ပုကိုစကားဆိုလိုက်တယ်ကြီးတော်ဒီအမကအောင်လန်းအတိုက်ခိုက်နဲ့တိုက်ခံထားရတယ်အဲ့ဒါကြောင့်ယူနေတာကျုပ်ကုပေးလို့ရပါတယ်တကယ်လားမောင်ရင်ဒီကလေးမလေးကိုကိုညီတို့ရတယ်လားရတယ်ကြီးတော်တို့စီမှာအုံးသေးရနိုင်လားရတာပေါ့အုံးပင်တော့ရှိတယ်အုံးပေါ်တက်ဖို့ကြီးတော်လူသွားခေါ်လိုက်မယ်ဒေါ်ပုထိုင်နေရာကနေမတက်ရလိုက်တဲ့အချိန်တာအိတ်ကလက်ကပြလိုက်ပြီးကျုပ်တက်လိုက်မယ်ကြီးတော်ဘယ်ပင်ကတက်ရမှာလဲတာအိတ်ကဒေါ်ပုကိုသူတက်ရမယ့်အုံးပင်ကိုမေးလိုက်ပြီးခက်မြမြန်အုံးပင်ပေါ်ကိုတက်ကအုံးသီးတစ်လုံးကိုချွေချပေးလိုက်တယ်အုံးသီးရလာတာနဲ့ပေတုကအုံးသီးကိုယူပြီးဘိုးထင်ထန်ကိုယူသွားလိုက်တယ်ဘိုးထင်ကအုံးသီးကိုကြည့်ပြီးကဲပေတုအုံးသီးကိုအခွန်ခွာပြီးကြောက်ထဲလို့ရတော့တဲ့အပေါက်ဖောက်အေး
ပေတူးကခက်မြမြန်ပဲပြုတ်လုပ်ပေးလိုက်ရတယ်။အဲဒီနောက်ဘိုးထင်ကပေတူးအခွန်တင်အပေါက်ဖောက်ပေးပြီးကမ်းပေးထားတဲ့အုံသီးကိုယူကသွားလျာအမြဲပါတဲ့လွဲထဲကအစီရင်အချုပ်ကိုထုတ်ပြီးအုံသီးအတွင်းကိုထိတ်ကမန်နန်ရွတ်လိုက်တယ်။သူမန်နန်ရွတ်လိုက်တာနဲ့တာနေတဲ့နေကရုတ်တရက်ကွဲသွားပြီးမိုးသားတိမ်လေးတို့ကရုတ်တရက်တက်လာကအုပ်ဆိုင်လို့လာတယ်။ဘိုးထင်မန်နန်ဆုံးတဲ့အခါခင်သနာကဒေါ်ပုနဲ့အမေပြုံးကြားမှာထိုင်နေရာကနေထွက်ပြေးမယ်လို့ကြံစည်ဘိုးထင်ကခက်မြမြန်ပေတူးနဲ့တာအိတ်ကိုတားဆီးခိုင်းလိုက်ရတယ်။ပေတူးတာအိတ်သူ့ကိုဖမ်းတာထွက်မပြေးစိန်နဲ့အားကောင်းမောင်းတန်တာအိတ်နဲ့ပေတူးတို့ကလည်းအတော်ကိုပင်ထိန်လိုက်ရတယ်။ခင်သနာမှအတင်းယုံကန်ပြီးသူမထံအုံသီးကင်ပြီးလှမ်းလာတဲ့ဘိုးထင်ကိုချောင်းနဲ့လှမ်းကန်ပြီးတားဆီးလို့နေတယ်။ဒါကြောင့်အမြင့်မသိတော်ရများဖြစ်မှာဆိုတာကြောင့်ပေတူးနဲ့တာအိတ်ကအတင်းကျပ်ဖိပြီးထိုင်ခိုင်းလိုက်ရတယ်လို့ဒေါ်ပုနဲ့အမေပြုံးကလည်းချော့မော့ကထိန်းထားလိုက်ရတယ်။ဘိုးထင်မှာအုံသီးကိုကင်ပြီးခင်သနာကိုအုံရည်များတိုက်မယ်လို့ကြံတဲ့ချိန်သွားကိုစီထားတာချောင်းနှာခေါင်းကိုပိတ်ပါးကိုဖိပြီးခက်ကြမ်းကြမ်းနဲ့ပင်အစီရင်ထည့်ထားတဲ့အုံရည်များကိုတိုက်ရပါတော့တယ်။အုံရည်တွေဝင်သွားပြီးတဲ့နောက်မှာတော့အချိန်ခဏမှပဲခင်သနာကပြုတ်လာပြီးအန်ချလိုက်တယ်။သူမခက်ခဲအန်ချလိုက်တဲ့အရာကလက်သုံးလုံးခန့်ရှိတဲ့ရမင်းရုပ်ထုလေးတစ်ရုပ်ဖြစ်တယ်။အဲ့ဒီရမင်းရုပ်လေးကအပြင်ရောက်တာနဲ့ချက်ချင်းအမဲရောင်အခိုးငွေများထွက်လာကပြက်ကွယ်သွားတယ်။ရမင်းရုပ်အန်ချပြီးတဲ့နောက်ထပ်ဘလူးရုပ်တစ်ရုပ်ထပ်ပြီးတော့အန်ချလေတယ်။ဘလူးရုပ်ကလည်းချက်ချင်းအငွေ့ပြန်လာကအမဲရောင်အမှုံများဖြစ်ကိုပြောင်းလဲလို့သွားတယ်။အဲ့လိုအယုံနှစ်ယောက်အန်ချပြီးတာနဲ့ခင်သနာကသူ့ကိုချုပ်ထားတဲ့တာအေးပေတူးနဲ့ဒေါ်ပုတို့ကိုအန်အောနေတဲ့မျက်နှာနဲ့ကြည့်ပြီးအန်အောနေတဲ့ဟန်နဲ့မေးမြန်းလေတယ်။ရှင်တို့ကျမကိုဘာလို့ချုပ်ထားရလဲ။အဲ့ဒီခါဘိုးထင်ကမင်းငေါ့ပြပြီးတာအေးနဲ့ပေတူးကိုလှုပ်ပေးရန်အတွက်အချက်ပြလိုက်တယ်။တာအေးတို့လှုပ်ပေးလိုက်တဲ့အခါခင်သနာကသူမရဲ့ရှုပ်ပွားနေတဲ့စပင်းများကိုတည်တည်တတ်ပြင်လိုက်ပြီးလုံကြီးကိုလည်းပြန်လဲပြင်ဆင်ဝတ်လိုက်ကနားမလည်နိုင်ဖြစ်နေတဲ့ဟန်နဲ့ပေါင်းရင်းကျင်ကိုကြည့်ပြီးမေးမြန်းလာတယ်။ကျမဘေးကိုရောက်နေရလဲ။သမီးစိတ်အေးထားအခုသမီးရောက်နေတာမြောက်ပြင်ဆိုတဲ့ရွာပဲ။သမီးမှာပယောကဆွဲကပ်နေတာ။ဒီကမောင်ရင်ကကုပေးလို့အခုသမီးပြန်ကောင်းလာတာ။ဒေါ်ပုရဲ့လေးတန်အေးအေးနဲ့ပြောတဲ့စကားကိုကြားရတဲ့အခါမှာခင်သနာကကြည်လင်စွာသဘောပေါက်သွားတယ်။ကျမကိုကူညီတာကျေးဇူးတင်ပါတယ်ရှင်။ကျမယူနေခဲ့တာလား။အဲ့လိုပဲပြောရမှာပဲ။ဒါနဲ့သမီးကဘယ်ကတော့ကျမကညောင်ပင်ဆွရွာပါမိဘတွေဆုံးလို့အမွေခဲမဲ့အချိန်ပြဿနာတွေဖြစ်တာအဲ့ဒါပဲသမီးမှတ်မိတော့တယ်ပြီးတော့ကျမကိုမိမတယောက်ကဘလို့ပြုတ်မှုရမယ်ဘလို့လုပ်ရမယ်ဆိုတာပြောပြီးခိုင်းနေတာကျမသူခိုင်းတဲ့အတိုင်းပဲရှောက်လုပ်နေတာအခုတော့သမီးကောင်းသွားပြီသမီးရွာကိုပြန်မလားသမီးမပြန်ရဲဘူးသမီးကိုအောင်လန်းတင်ဆိုးဆိုတဲ့သူပြုတ်စားထားတာဖြစ်မယ်သမီးကြောက်တယ်စိတ်ချသမီးဘာမှမဖြစ်စေရအောင်ဒီကတငယ်တွေကိုအကူအညီတောင်းကြည့်ပါအောင်သမီးမှာပြဿနာတွေရှိရင်ဒေါ်ပုကအကြံဉာဏ်ပေးတဲ့အခါခင်သနာကဘိုးထင်ကိုအားကိုးတဲ့မျက်လုံးနဲ့ကြည့်ပြီးစကားဆိုလေတယ်ဆရာလေးဆန္ဒကိုကူညီပါနော်ဘယ်ကဆန္ဒကိုကူညီရမှာလဲဗျကျမနာမည်ဆန္ဒပါခင်သနာတိမ့်တိမ့်တုံမဟုတ်ဘူးလားမဟုတ်ပါဘူးကျမနာမည်ကဆန္ဒပါအေးဗျာခမ ्या ကအကူအညီတောင်းတယ်လို့ကျုပ်တို့ကလည်းအကူအညီတောင်းမှာခမ ्या နဲ့ဒီကကြီးတော့ကျုပ်တို့ကိုမြကြီးကိုသွားပြီးရှင်းပြပေးလိုက်ပါအောင်ဗျာဘိုးထင်ကအဲ့လိုပြောပြီးတော့အပြန်အလှန်သဘောတူညီချက်ယူလိုက်ကဆန္ဒတစ်ဖြစ်လဲခင်သနာတိမ့်တိမ့်တုံကိုအကူအညီပေးဖို့အတွက်ဂရုပြုပါတော့တယ်ဒီညမှာတော့အောင်လန်းဘိုးထင်နဲ့ခင်သနာတိမ့်တိမ့်တုံဆိုတဲ့ဇလန်းလေးကိုဒီမာရင်ရနာခွင့်ပြုပါရှင်နောက်ထပ်လာမယ့်အောင်လန်းဘိုးထင်နဲ့လောဘရဲ့သားကောင်ဆိုတဲ့ဇလန်းလေးကိုဆက်လက်တင်ဆက်ပေးမှဖြစ်လို့စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်ဆက်လက်နားဆင်နိုင်ရန်အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ရှင်နားဆင်သူပရိသတ်များအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျမကတော့စာဖတ်သူပန်းခတ်ဖြစ်ပါတယ်ရှင်